မင်္ဂလာပါအေရောစလုံးကနေကြိုဆိုပါရစေ။ဘာများကူညီပေးရမလဲမသိဘူးနော်။ကြည့်စမ်းဒီမှာငါစပင်တွေကလည်းအရန်ကိုပဲပြက်စီးနေတာလူတွေကလည်းငါ့ရဲ့ဒီစပင်ကိုပဲအာရုံပြုမိနေကြတယ်အဲ့ဒီစပင်တွေကိုကောင်းတော့အောင်လို့မင်းလုပ်ပေးလို့ရမှာ โอเคရပါရဲ့ဘာမှမဖြစ်ဘူး။ဒါအေရောလုပ်ပေးမယ်နော်တစ်ချက် relax အရင်ထိုင်လိုက်ပါလား။ โอเคဒါဆိုလို့ရှိရင်အခုကစပြီးတော့နော်မင်းကိုစိတ်ကိုမြင်ထားလိုက် relax ပြီးပါရင်အသက်ကိုအရင်ဝါရှူလိုက် โอเค ရှူထုတ်လိုက်ပါဦးโอเคဒါဆိုလို့ရှိရင်အေရောအရှင်ဆုံးမင်းကိုဟိုက်ပြီးနေစပင်းလေးရှင်းပေးမယ်နော်โอเคဒါဆိုရင်ဒီဘက်ကရင်စကန်လိုက်နော်အိုးခဏလေးဒီဟာအခုကြားနေရတာဖာတန်လေးတွေလေ ဒီဟာလေးကအဲ့ဒီဆလုံးလာရပါတော့ customer လေးတွေrelax ဖြစ်ဖို့အတွက်သင်ထားတဲ့တိတ value ပါနော်ဘယ်လိုလဲမင်းရဲ့ stress တွေတော်တော်လေးပေါ်ပါသွားတယ် ဒီအတန်လေးကငါ့ကိုအရန်ကို relax ဖြစ်စေတယ်ငါ့ရဲ့ညှဉ်းညူးနေတဲ့စိတ်တွေကိုလည်းအရန်ကိုကြည်လင်သွားစေရမို့လို့ဒီအတန်လေးကိုမင်းမရက်လိုက်နဲ့နော် โอเคကောင်းပါပြီခင်ဗျာဒါဆိုလို့ရှိရင်အေးဒီခေါင်းလေးပေါ့နော်စပင်လေးပြင်မပြီးခင်အထိခြားရမှာစိတ်အေးအေးလေးနဲ့အနားယူလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်မင်းလည်းကျန်တဲ့မယ်လို့ထင်ပါတယ်။နောက်ခဲပြန်လာပြီးတော့အေးရဲ့ဆန်ကိုလာပြီးအားပေးပါအောင်နော်။တတား